နော်အာယုဟနာစီးဘူးတဲ့သဘောဆိုကြပါစို့စီးဘူးတယ်လို့ဆိုတော့ဘုရားကြီးကသုံးတယ်နော်စီးဘူးတယ်ဆိုတော့ပညာစီးဘူးတယ်ဆိုရင်ပညာကိုရအောင်ယူရဟုတ်လားအဲ့လိုပဲဒီအာယုဟနာတဏှာလောဘဆိုတဲ့သဘောတရားဒုက္ခတွေကိုအမြဲတမ်းစီးဘူးတယ်ဒုက္ခကိုရအောင်ယူတာဒုက္ခတွေကိုအမြဲတမ်းရှုဆောင်တာဟုတ်လားရှုပေါင်းသိရင်ပြီးတော့ဒါကိုရအောင်ယူမယ်အဲ့ဒါတဏှာလောဘရဲ့အလက်ပဲလောဘဖြစ်လို့ရှိရင်အဲ့ဒါဒုက္ခတွေကိုရှားနေတော့တာဒုက္ခရှားနေတာလောဘဖြစ်တယ်လို့ပြောတာရဲ့ဒုက္ခရှားတယ်ဆိုတာရဲ့အတူတူပဲနော်အာယုဟနာဒုက္ခကိုစီးဘူးတဲ့သဘောစီးဘူးနှင်းဆောင်ဆိုတာနိဒာနကိုဆိုဘုရားကြီးကဆောင်းနှင်းတယ်လို့အတိတ်ကိုပြောတာဆောင်းနှင်းတယ်ဆိုတာဒီလိုပြောတာကိုယ်ကိုယ်ကိုပေးအပ်လိုက်တဲ့သဘောပေါ့အဲ့တော့တဏှာလောဘဆိုတဲ့သမုဒယသစ္စာတွေတတ္တဝါကိုဆင်းရဲဒုက္ခကိုပေးတာအတိတ်ကတော်ကောင်းတယ်နော်လေမှန်တယ်ပထမအတိတ်ကပါလေဒုက္ခကိုရှာတာဒုတိယအတိတ်ကဒုက္ခကိုသူများကကိုယ်ကိုပေးတယ်လို့ပြောတဏှာလောဘကကိုယ်ကိုပေးမှယူလိုက်ရမှာဟုတ်လားဒီလောဘဖြစ်လာရင်တော့ဒုက္ခတွေကိုရတော့တာပဲရှာတာလို့ရမှာပေါ့အဲ့ဒီအတိတ်တွေပါပဲဟုတ်ရဲ့လားဒီအာယုဝနဆိုတာဒုက္ခတွေကိုရှုဆောင်တဲ့စီးပူးတဲ့သဘောရှားတဲ့ဖွေတဲ့သဘောနိဒာနဆိုတာကဒုက္ခတွေကိုအပြီးခံရတဲ့သဘောဆောင်နှင်းခံရတာတန်ရုပ်ကတော့ဆိုတာကဒုက္ခတွေနဲ့ပဲအမြဲတမ်းနေရတာဒုက္ခနဲ့ကိုယ်နဲ့ကိုကြိုးချောင်းနဲ့ပူးပြီးတော့ချိန်အောင်တုတ်ထားတယ်လို့မျိုးပေါ့ဒီလောဘကကိုယ်နဲ့ဒုက္ခနဲ့ကိုကိုယ်ရဲ့သဘောအောင်အမြဲတမ်းတုတ်ထားတာသသားနဲ့ဖြစ်အောင်လုပ်တာဒုက္ခတည်နေကိုယ်ပဲကိုယ်တည်နေဒုက္ခပဲလောဘကိုမပွားနိုင်နေမြတ်လောဘကကိုယ်ကိုဒုက္ခနဲ့